အားလုံးပဲမင်္ဂလာပါရှင်မမေဒီနေ့တသိန်းတန်အော်ဒါလေးကိုထုတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီထဲမှာဆိုလို့ရှိရင်ကလစ်ခတ်ဘယ်နှခုပါတယ်တို့အိတ်လေးတွေဘယ်လိုထည့်ပေးတယ်ပြီးရင်ကလစ်အရေးအတွက်အချောင်းဘယ်နှချောင်းပါတယ်တော့ပင်လေးတွေဘယ်လောက်ပါတယ်ဆိုတာကို customer လေးတွေကြည့်လို့ရအောင်လို့မမေရိုက်ပြပေးရဖြစ်ပါတယ်ရှင်ဒီမှာဆိုရင်မကလစ်ခတ်ဆိုလို့ရှင်တော့တက်နိုင်ဆုံးဒီဇိုင်းလေးကိုစုံလင်အောင်ပေါ့နော်မင်းထည့်ပေးပါတယ်အခုအရင်တော့ဆိုမမေစပြီးတော့လုပ်တော့ဆိုလို့ရှင်လို package လေးစလုပ်ပေးတော့ဆိုလို့ရှင်တော့ကလစ်ခတ်တွေကိုပဲဦးစားပေးပြီးထည့်ပေးရပေါ့နော်အိတ်ကလေးတွေကိုတိတ်မထည့်ပေးဖြစ်ဘူးဘာလို့လဲဆိုတော့မမေအတွေးကြတော့ဒီအိတ်ကလေးနေရာမှာတော့ပင်လေးတွေကလစ်ကလေးတွေကိုပို့ထည့်လိုက်လို့ရှင် customer လေးတွေကလစ်အရေးအတွက်တွေပို့ပြီးတော့ရပါစေပေါ့နော်အဲ့လိုစိတ်နဲ့မင်းတိတ်ပြီးတော့ဂတ်တွေဆိုလို့ရှင်ဦးစားပေးထည့်ပြီးတော့အိတ်ကိုတော့တိတ်မထည့်ပေးဖြစ်ဘူးဒါမဲ့ဒီနောက်ပိုင်းမှာ customer လေးတွေကဂတ်ဝယ်တဲ့အခါမှာဒီဂတ်လေးတွေလည်းပါတယ်ပြီးသွားလို့ရှိရင်အိတ်ကလေးတွေလည်းတောင်းဆိုလာကြရပေါ့နော်မမေအိတ်ကလေးပအောင်ထည့်ပေးပါအဲ့လိုမျိုးလေးတွေမမေ customer လေးတွေကမမေကိုတောင်းဆိုလာကြတယ်အဲ့လိုမျိုးတောင်းဆိုရ customer လေးများလာဖြစ်တဲ့အတွက်ကြောင့်မမေကကလေးဂတ်ကလေးတွေရောအိတ်ကလေးတွေရောအခုဆိုလို့ရှိရင်ဘယ်လောက်ဘိုးပဲဝယ်မင်း2000ဘိုးကနေစပြီးတော့ထည့်ပေးပါတယ်ရှင်မင်းစီမှာ package လေးတွေက2000ကနေစပြီးတော့ကိုလိုချင်တယ်လို့ပေါ့နော်အစားရှိပါတယ်ကလစ်အရေးအတွက်လေးတွေပြီးတော့ဒီ topping အရေးအတွက်ကလေးတွေကတော့အရင်ဥမာပေါ့နော်မင်းတို့ပြီးခဲ့တဲ့လထုတ်ပို့ပေးတဲ့ package နဲ့အခုထုတ်ပို့ပေးတဲ့ package နဲ့မှာအရေးအတွက်က9ခု10ခုဒီလိုမျိုးလေးတော့အနည်းငယ်ကွဲနိုင်တာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မင်းတို့တစ်ခါထုတ်ပေးလိုက်တဲ့အခါမှာဒီ topping ဒီ design ပဲမဟုတ်ဘူးမင်းစီမှာဒီ topping design ကုန်သွားပြီဆိုလို့ရှိရင်မမေက topping design အသစ်ကိုသွင်းပေးတာအဲ့ခါကျလို့ရှိရင် topping designပြောင်းသွားတာနဲ့အမျှပေါ့နော်ဈေးနှုန်းလေးလည်းပြောင်းသွားပါတယ်ရှင်ကလစ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးပဲပေါ့နော်ကလစ်ကတော့တော်တော်များများတော့မမေကဒီ design တွေကိုပဲမပြတ်သွားအောင်လို့ပြန်ဖြည့်ပေးလေးရှိရပေါ့နော်ဘာလို့လဲဆိုတော့ make customer လေးအတွက်တန်ကလစ်ဆိုရင်လည်း design စုံလေးရအောင်ပေါ့နော်အဲဒါကြောင့်မင်းဒီလိုမျိုးကလစ်ကတော့ဒီ design လေးတွေပဲမပြတ်အောင်လို့အမြဲတမ်းဖြည့်ပေးလေးရှိပါတယ် topping လေးတွေကတော့အခု trend ဖြစ်နေတဲ့ topping လေးတွေတို့ခက်စားနေရပြီးတော့ customer လေးတွေကြိုက်လောက်မဲ့ topping လေးတွေလှတဲ့ဟာလေးပေါ့နော်ဒါလေးတွေတော့မင်းတေချာရွေးပြီးတော့ရှာပြီးတော့တင်ပေးဖြစ်တယ်ပေါ့နော်မစ်စီမှာဝယ်ယူအားပေးတဲ့ customer လေးတွေကိုကျေးဇူးအများကြီး